ဓပုံနဲ့ကအမြဲရောင်ပိုရိတ်ဟာနောက်ဆုံးမှာဘာဖြစ်သွားတယ်ဆိုတာကိုကြည့်လိုက်ဦး နိုင်ငံရဲ့ခြားက college တစ်ခုမှာကျောင်းတက်ခွင့်ရခဲ့တဲ့မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့အဆောင်တစ်ကိုစိတ်လှုပ်ရှားစွာနဲ့ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီမှာဂျေဒန်လို့ခေါ်တဲ့အရန်ကိုဖော်ရွေပြီးသဘောကောင်းတဲ့အခန်းပေါ်မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့ရတယ်။ခရီးပန်းလာအားကြောင့်ဇာတူမဟာပထမဆုံးညမှာတင်စောစောစီးစီးအစ်ဆက်ဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီညတန်းကောင်ညအချိန်မှာတော့သူဟာအမြင့်ကြီးပေါ်ကပြုတ်ကျနေတယ်လို့အိမ်မက်ဆိုးတစ်ခုမှတ်ပြီးလန့်နိုးလာခဲ့တယ်။နိုးနိုးချင်းမှာပဲအခန်းပေါ်ဂျေဒန်ရဲ့ရှိုက်ကြီးတငယ်ငိုကြွေးနေတဲ့အတန်ကိုကြားလိုက်ရတယ်။ဂျေဒန်ဟာစိတ်နှွဲ့သူမို့လို့အိမ်လွမ်းပြီးငိုနေလာနေမှာပါလို့သူတွေးနေပြီးမြင်ထူးဆန်းတာကသူမရဲ့ခန္ဓာကိုယ်ကိုလုံးဝလှုပ်ရှားလို့မရတော့တာပါပဲ။စကားပြောဖို့ကြိုးစားပြီးမှလည်းအတန်ကလဲချောင်းသေးမှတင်တနေခဲ့ပါတယ်။မနှက်လင်းလို့နိုးလာတဲ့အခါဂျေဒန်ရဲ့မျက်နှာဟာတရေမြင်ထားသလိုမျိုးတုံရင်ချုပ်ချားနေတာကိုတွေ့လိုက်ရတယ်။ညကဘာလို့ငိုနေတာလဲလို့သူမကမေးလိုက်တဲ့အခါဂျေဒန်ကတုံတုံရင်ရင်နဲ့ပဲအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။ညကနင်းကဒန်ဘေးပါအရက်ရှည်ရှည်အမဲရောင်ပုံရိပ်ကြီးတစ်ခုရှိနေတာအဲ့ဒီအရာကနေအိတ်နေတာကိုစိုက်ကြည့်ပြီးတော့မှနင်းကိုပေါ်ကိုတွားတက်ပြီးအဲ့ဒီအတိုင်းဖြစ်လဲနေတာလို့ပြောလိုက်ပါတယ်။သူမကမယုံကြည်နိုင်ဖြစ်နေချိန်မှာဂျေဒန်ကသူ့ဖုန်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုပြလိုက်တယ်။အဲ့ဒီဓာတ်ပုံထဲမှာတော့အိပ်ပျော်နေတဲ့သူမရဲ့ကိုယ်ပေါ်မှာကြောင်းမဖွယ်ကောင်းတဲ့အမဲရောင်တရဝါကြီးတစ်ကောင်တကယ်ပဲခွာစီးထားတာကိုမြင်လိုက်ရပါတယ်။သူလှုပ်ရှားလို့မရခဲ့တာဟာအဲ့ဒီအရာကြီးကသူ့ကိုဖိထားလို့ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့တကိုယ်လုံးကြက်တီထားသွားပြီးကြောချမ်းသွားခဲ့ပါတယ်။ဒီဖြစ်ရဲ့ကြောင့်သူတို့နှစ်ယောက်လုံးအဲ့ဒီအခန်းကနေချက်ချင်းပြောင်းသွားခဲ့ကြပေမဲ့ဇလန်းကဒီမာတွေမပြီးသေးပါဘူး။နှစ်အကြာမှာတော့ဂျေဒန်ဟာသူ့အိမ်မှာတင်တေဆုံးနေတာကိုပြန်တွေ့ခဲ့ရပြီးရဲဒီရဲ့စစ်ဆေးချက်အရာတစုံတစ်ခုကိုအလွန်အမြင့်ထိတ်လန့်ပြီးလန့်တေသွားတာလို့သိရပါတယ်။အဲ့ဒီအမဲရောင်ပုံရိပ်ကြီးဟာအခုထက်ထိသူမရဲ့အနီးအနားမှာရှိနေဆဲဖြစ်ပြီးသူ့ကိုချောက်လန့်နေတုံပါပဲ။